တခါ Hazrat Umar Farooq radiyallahu ta'ala anhu တခင်ကခရီးထွက်လာခရီးအရှိကြီးတစ်ခုထွက်လာလမ်းခုလမှာဘာဖြစ်လဲဆိုတော့ယူလာတဲ့စားစရာတွေတောက်စရာတွေကုန်လူနီးပါးဖြစ်သွားပြီကုန်တော့အဲ့ဒီအချိန်မှာ Hazrat Umar ကစိတ်ကြောင်းသားလေးတယောက်ကိုတွေ့ရအဲ့ဒါနဲ့ Hazrat Umar ကအဲ့ဒီစိတ်ကြောင်းသားလေးကိုဘာပြောတယ်လဲဆိုတော့ငါ့ကိုနည်းနည်းတော့တိုက်ပါအဲ့ဒီစိတ်တွေရဲ့ကိုတော့ကကျွန်တော်တို့ခရီးသွားတဲ့ခါကြလို့ရှိရင်လမ်းခရီးမှာဒီလိုမျိုးဒီခက်မှာလူမျိုးဟိုတယ်တွေရက်စတိုရန့်တွေမရှိဘူးဘယ်ဟိုကန်တွေဟောက်တော့ဘာမှမရှိဆိုတော့အဲ့ဒီတော့ခရီးသွားတွေကိုဘာလုပ်လဲဆိုတော့သူရောက်နေတဲ့နေရာရဲ့အနားမှာရှိနေတဲ့ရွာတွေထဲကလူတွေကဘာလုပ်လဲသူ့အဲ့ခံတဲ့အနေနဲ့စိတ်နှိုးတွေကလအုပ်နှိုးတွေတိုက်ဆိုတော့ Hazrat Umar ကဒီလူငယ်လေးကိုပြောတယ်ငါ့ကိုစိတ်နှိုးနည်းနည်းတော့တိုက်ပါငါယူလာတဲ့စားစရာတွေတောက်စရာတွေကုန်လူနီးပါးဖြစ်နေပြီကုန်သွားတော့စိတ်နှိုးနည်းနည်းတော့တိုက်ပါလားဆိုတော့ဒီစိတ်ကြောင်းတဲ့လူငယ်လေးက Hazrat Umar ကိုဘာပြောတယ်လဲဆိုတော့ခင်ဗျားကိုလူကြီးမင်းကိုကျွန်တော်ဟာစိတ်နှိုးတိုက်ချင်ပါသူကဒီပုဂ္ဂိုလ်ဟာအစ္စလာမ်နိုင်ငံတော်ကြီးရဲ့အမြင့်ဆုံးခေါင်းဆောင်အမီရုလ်မူမီနင်ခလီဖတ်အလ်မွတ်စလင်မင်ဖြစ်တဲ့ဆိုတော့မသိဘူး Hazrat Umar ဖြစ်တဲ့ဆိုတော့မသိဘူးသူကပြောလဲဆိုတော့ဒီစိတ်နှိုးကျွန်တော်တိုက်ချင်လူကြီးမင်းဟာခကြီးတဲ့တယောက်ဖြစ်တယ်ခကြီးတဲ့ကိုအခန့်နဲ့နေနဲ့စိတ်နှိုးတိုက်တဲ့လို့ပဲဒါအင်မတန်မုံမြတ်တဲ့လို့ဖြစ်တယ်ဒါပေမဲ့ဒီစိတ်တွေကိုကျွန်တော်မပိုင်ဘူးဒီစိတ်တွေကိုကျွန်တော်မပိုင်တဲ့အတွက်ကြောင့်ဒီစိတ်တွေရဲ့နှိုးကိုညှစ်ပြီးတော့လူကြီးမင်းကိုတိုက်မယ်ဆိုရင်ဒါပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့သူ့ရဲ့ဥစ္စာပစ္စည်းမှာအပြောင်းလဲလုပ်ခြင်းချဲလဲခြင်းဖြစ်တယ်ဒါရှရီယတ်တရားတော်မှာအစ္စလာမ်သာသနာတော်မှာမပိုင်ဘူးပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကျွန်တော်ဘယ်လိုလုပ်တိုက်စိတ်နှိုးသူတို့ဒီစိတ်အိုးရဲ့ပိုင်ရှင်ကရွာထဲမှာသူရဲ့ခွင့်ပြုချက်မရှိဘဲကျွန်တော်တိုက်လို့မရဘူးရှရီယတ်တရားတော်ရဲ့ဆိုတော့ Hazrat Umar radiyallahu ta'ala anhu တခင်တော်လေးကိုတဘောကြသွားတယ်ဒီလူငယ်လေးကိုဒီလူငယ်လေးရဲ့တက်ကွာဒီလူငယ်လေးရဲ့အစ္စလာမ်ဒီလူငယ်လေးရဲ့အီမန်ဒီလူငယ်လေးရဲ့တောဟီဒ်အဲ့တော့ကြည့်ပြီး Hazrat Umar radiyallahu ta'ala anhu တော်လေးကိုတဘောကြသွားပြီးတော့ Hazrat Umar ကစဉ်းစားတယ်မာရှာအလ္လာဒီလိုလူတွေအများကြီးရှိသေးတယ်ဗလားအွမ်မတ်ထဲမှာဒီလိုစဉ်းစားပြီးတော့ Hazrat Umar ကဘာလုပ်လဲဆိုတော့နည်းနည်းလောက်နောက်ထပ်တီးခေါက်ကြည့်အောင်မယ်ဒီလူငယ်လေးရဲ့တက်ကွာအတိတ်နဲ့ဘယ်လောက်ရှိသလဲဒီလူငယ်လေးရဲ့အလ္လာဟ်တာလာကိုကြောက်တဲ့စိတ်ဟာဘယ်လောက်ထိရှိတယ်လဲဆိုတာကိုနည်းနည်းလောက်နောက်ထပ်တီးခေါက်ကြည့်အောင်မယ်လို့စဉ်းစားပြီးတော့ Hazrat Umar radiyallahu ta'ala anhu ဘာလို့လဲအဲ့ဒီလူငယ်လေးကိုပြောတယ်ဘေတာလေတခုလောက်ငါအကြံပေးမယ်အဲ့ဒီတိုက်လုံးမယ်ဆိုရင်ငါတော့လည်းအကျိုးရှိတယ်မင်းတော့လည်းအကျိုးရှိတယ်ဘာလို့မလဲဆိုတော့လေဒီစိတ်အုပ်ထဲကစိတ်တကောင်ငါ့ကိုရောင်းပေးလိုက်အဲ့ဒီစိတ်ကိုငါဝယ်လိုက်မယ်ပြီးရင်စိတ်ရဲ့တန်ဖို့ပတ်စံနေအောင်ငါပေးလိုက်နေရပတ်စံရတော့မယ်ငါကစိတ်တကောင်ရတော့မယ်ငါလည်းအဆင်ပြေတော့မယ်အခုအရှိမခကြီးအများကြီးဆက်ရအောင်မယ်လမ်းမှာဒီစိတ်ရဲ့နှိုးကိုညှစ်ညစ်ပြီးတော့ငါတောက်သွားလို့ရတယ်နောက်ဆုံးနှိုးမထွက်တော့ဘူးဆိုရင်လည်းဒီစိတ်ကိုပေါ်ပြီးတော့ငါစားလိုက်လို့ရတယ်ချက်ပြုတ်ပြီးတော့ငါတော့လည်းအဆင်ပြေတော့မယ်နေလည်းပတ်စံရတော့ညနေစိတ်အုပ်ကိုတိမ်းပြီးတော့အိမ်ပြန်တဲ့ခါကျလို့ရှိရင်စိတ်အုပ်ရဲ့ပိုင်ရှင်ကမေးမယ်စိတ်အုပ်ထဲကစိတ်တကောင်ပျောက်နေတယ်ဆိုပြီးတော့မေးလာတဲ့ခါကျလို့ရှိရင်သူ့ကိုပြောလိုက်စိတ်အုပ်ထဲကစိတ်တကောင်ကိုတောထဲကနေပြီးတော့ဝုံပလီတကောင်အလစ်အငိုက်မှာဆွဲသွားလိုက်တယ်ဆိုပြီးတော့သူ့ကိုပြောလိုက်တဲ့ခါကျရင် तू ကလည်းနင်းကိုအပြစ်တင်ပါမဟုတ်တော့ဘူးဘာကြောက်လဲဆိုတော့ဒီလိုမျိုးမကြာခဏဖြစ်လိရှိတယ်စိတ်အုပ်ထဲကစိတ်တကောင်သားနှစ်ကောင်သားအုပ်ကွဲပြီးတော့ဟိုဘက်ထိပ်ဒီဘက်ထိပ်ရောက်ဝိုင်းဝုံလေးဆွဲသွားလိုက်ဒါကဖြစ်နေကြဆိုတော့အဲ့လိုမျိုးပြောလာတဲ့ခါကျရင်ပန်ရှင်ကလည်းတင်းကိုအေးအေးယူတော့မှမဟုတ်ဘူးတင်လည်းပတ်ဆိုင်ရတော့မှကျွန်တော်လည်းအဆင်ပြေတော့မှဒီမှာစားနေရိတ်ခါပြက်လူနေပါဖြစ်နေပြီစိတ်တကောင်ရဝိုင်းအဆင်ပြေသွားတော့အဲ့လိုမျိုး Hazrat Umar ကပြောတဲ့အချိန်မှာဒီလူငယ်လေးက Hazrat Umar ကိုဘာပြောလဲဆိုတော့ Ya ibn al-Malik fa ayna Allah O Minda သူ Hazrat Umar မသိဘူး O Minda fa ayna Allah Allah Ta'ala ဘယ်ရောက်သွားတယ်လဲတဲ့လူငယ်လေးရမယ်အလ္လာဟ်ဘယ်ရောက်သွားတယ်လဲသူနည်းနည်းဒေါရထွက်သွားတဲ့ပုံသူခေါ်တော့အိုးမင်းသားအလ္လာဟ်ဘယ်ရောက်သွားတယ်တဘောပါလေဒီစိတ်အုပ်ထဲကစိတ်တကောင်ရောင်းပေးလိုက်မယ်ကျွန်တော်ကပတ်စံရတော့မယ်တင်လဲအဆင်ပြေသွားမယ်ဒါကတော့ဟုတ်ဘူးညနေအိမ်ပြန်တဲ့အခါကျလို့ရှိရင်စိတ်အုပ်ရဲ့ပန်ရှင်ကိုပြောလိုက်မယ်စိတ်တကောင်ဝင်မလေးဆွဲသွားလိုက်ဘီတာရာသူကတော့မသိဘူးသူကအာလီမူလ်ဂိုင်ဘ်မဟုတ်တော့အကွယ်ကမသိတာဒါပေမဲ့စိတ်အုပ်ရဲ့ပန်ရှင်ရှိသေးတယ်အဲ့ဒီအရှင်တခင်ကတော့မသိဘူးလား Allah subhanahu wa ta'ala ကမသိဘူးလားကျွန်တော်ရဲ့ဒီခယာနတ်ကိုတစ္ဆာဖောင်းမှုကိုအလွဲသုံးစားလုပ်မှုကို Allah ကမသိဘူးလား Allah ကအာလီမူလ်ဂိုင်ဘ် Allah ကိုလိမ်လို့မရဘူး Fa ayna Allah Allah ဘယ်ရောက်သွားတယ်လဲခင်ဗျားကျွန်တော်ဘာလာပြီးတော့တင်ပေးနေတာစိတ်အုပ်ရဲ့ပန်ရှင်ကိုလိမ်လို့ရတယ်စိတ်အုပ်ရဲ့ပန်ရှင်တဘောက Allah Rabbul Izzat ကိုလိမ်လို့မရဘူး Allah Ta'ala ရဲ့ရှိတော်မှာကီယာမတ်နေ့မှာရရမယ် Allah Ta'ala မိကုန်းထုတ်မယ်ဘာလို့ခယာနတ်တုတ်ခဲ့တယ်လဲကျွန်တော်ဘာဖြစ်ပြီ
အလ္လာဟ်မသိတာဘာမှမရှိအလ္လာဟ်ကိုလိန်လို့မြောက်ဝင်ပြီးဆွဲသွားပါတယ်ဆိုပြီးတော့